ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီမှာခွာပေါင်းခြင်း၄နော်ခွာပေါင်းခြင်း၄ရပုံသေးနော်ခွာပေါင်းခြင်း၄ပုံသေးပြီးရင် break ရှစ်နော် break ရှစ်သူ့ရဲ့ဘေးမှာနှစ်ရှည်ဘူးနော်နှစ်ရှည်ဘူးနော်ဒါပထမကတ်နော်ဒုတိယကတ်ကလည်းဒီမှာခွာပေါင်းခြင်း၄ပုံသေးပဲနော် break က8ပုံသေးပဲနော်နှစ်ပြီးတော့တစ်ရှည်ဘူးနော်နှစ်ပြီးတော့တစ်ရှည်ဘူးနော်ဒီမှာခွာပေါင်းခြင်း၄ပုံသေးပဲနော် break 8ပုံသေးပြီးရင်တုံညဘူးနော်အဲ့တော့ခွာပေါင်းခြင်း၄ break 8နှစ်ရှည်ဘူးနော်ခွာပေါင်းခြင်း၄ break 8တစ်ရှည်ဘူးခွာပေါင်းခြင်း၄ break 8ပုံသေးတုံညရှည်ဘူးနော်ဒီတုံကတ်ဟုတ်အဲ့တော့သူကဘာပြောချင်တာလဲဆိုဒီခွာပေါင်းခြင်း၄ break 8နော်အဲ့ရှေ့မှာနှစ်ပူတယ်ပူရင်အဲ့ခွာပေါင်းခြင်း၄ရဲ့အပေါ်ကဒီကဏ္ဍပေါ့နော်ခွာပေါင်းခြင်း၄ရဲ့အပေါ်ကဒီ363ဆိုတဲ့ကဏ္ဍနော်အဲ့ဒီကဏ္ဍသူ့ဘေးမှာရှေ့ပေါင်းထိတ်နှလုံးတစ်ထောင်ထားတယ်နော်ရှင်းလုံးတစ်ထောင်ထားတဲ့ကောင်ကဘေးကကဏ္ဍပေါ့ဒီမှာလည်းရှင်းနှလုံးတစ်ထောင်ထားတယ်သူ့ဘေးကဒီ632ဆိုတဲ့ကဏ္ဍနော်နောက်ဒီမှာထိတ်နှလုံးထောင်ပေါင်းခြင်းတစ်ထောင်ထားတယ်သူ့ဘေးကဒီကဏ္ဍအဲ့ကဏ္ဍတွေလိုက်ပို့နော်အဲ့ကဏ္ဍတွေကဒီအဲ့မှာသူကခွာပေါင်းခြင်း၄ break 8နှစ်ဘူးနော်အဲ့ခွာပေါင်းခြင်း၄ရဲ့အပေါ်ကကဏ္ဍ363ဆိုတဲ့ကဏ္ဍနော်သူ့ဘေးမှာသူကတစ်ထောင်ထားတယ်အဲ့ကဏ္ဍကတဲ့သူကနေပြီးတော့သူက1 2 3 4 5 6 9 10 9နှစ်မြောက်ထဲကိုလိုက်ပို့မှာနော်9နှစ်မြောက်ထဲကိုပို့တာဒီမှာနော်ဒီကိုပို့တာအဲ့ဒါပြီးတော့ဒုတိယကနော်ဒီမှာခေါင်းချင်းလေး break 8နော်သူ့ဘေးမှာပထမက2ဘူးဒုတိယမှာ1ဘူးနော်အဲ့ဒီ1ဘူးအဲ့ဒီခေါင်းချင်းလေးရဲ့အပေါ်ကကဏ္ဍဒီ632ဆိုတဲ့ကဏ္ဍသူ့ရဲ့ဘေးကနေရေးလိုက်ရင်9နှစ်မြောက်ထဲကိုနော်1 2 3 4 5 6 9 10 9နှစ်မြောက်ထဲကို3နှစ်9ဆိုတဲ့ကဏ္ဍလိုက်ပို့နော်ဒီကိုလိုက်ပို့3နှစ်9ဆိုတဲ့ကဏ္ဍနော်အဲ့တော့အခုဒီမှာတတိယကအဲ့တတိယကသူကခွာပေါင်းခြင်း၄ပဲနော်ခွာပေါင်းခြင်း၄ပဲသူ့ဘေးမှာ break 8ပဲ3ညာဘူးနော်2ဘူး1ဘူး3ညာဘူးနဲ့လားအဲ့ဒီခွာပေါင်းခြင်း၄ရဲ့အပေါ်ဒီ3နှစ်ခုဆိုတဲ့ကဏ္ဍကိုအဲ့ကဏ္ဍသူ့ရဲ့ဘေးကနေယူလိုက်9နှစ်မြောက်ထဲကို1 2 3 4 5 6 9 10 9နှစ်မြောက်ထဲကိုနော်ဒီချိန်ကိုပို့မှာနော်ဒီချိန်ကိုပို့မှာဟုတ်တယ်ဆိုဒီ336ဆိုတဲ့ကဏ္ဍ363ဆိုတဲ့နော်3ထိပ်တွေနဲ့ပဲပို့တယ်နော်သူက3ထိပ်တွေနဲ့ပဲပို့တယ်336ဆိုတဲ့ကဏ္ဍကဒီမှာပို့တယ်နော်သူtiming guide ပို့တာဒီမှာ336ပို့တယ်သူကနေပဲတစ်ပင်နှစ်ပင်တက်လိုက်ရင်ဒုတိယ392ပို့နော်အဲသူကနေမှအခုတစ်ပင်နှစ်ပင်တက်လိုက်ရင်ဒီမှာ3နှစ်ခွန်ဆိုတဲ့ကဏ္ဍကိုပို့ခိုင်းတာနော်သူပို့တော့မယ်ဆိုရင်တော့ဘာကြီးထောက်ထားလဲဆိုဒီ336 3992 32ခွန်နော်အဲ့ဒီကဏ္ဍကနေပို့တော့မယ်ဆိုလို့ရှိရင်သူကဒီမှာ336ဒီမှာဇောင်းတက်သွားတာနော်ဇောင်းတပင်တက်သွားတာနော်ဇောင်းဇက်တိုက်တက်သွားတာဒီမှာကျတော့ဇောင်းတက်တာကိုတပင်ကျော်တက်တာနော်ဒီမှာဇောင်းတက်တာကိုတပင်ကျော်တက်တာနော်အဲ့ဒါသူပို့တော့မယ်ဆိုလို့ရှိရင်လည်းသူကနောက်ပေါင်း9ပုံသေးနော်နောက်ပေါင်း9ပုံသေးအောက်မှာ3ညာခါနော်3ညာခါထိုင်ပြီးမှသူပို့တာဒီမှာနော်သူပို့တော့မယ်ဆိုရင်လည်းပဲနောက်ပေါင်း9ပုံသေး6ခါနော်ပထမကမှနောက်ပေါင်း9ပုံသေးနဲ့3ညာခါထောက်ပြီးမှပို့တာနောက်ပေါင်း9ပုံသေးနဲ့6ခါထောက်ပြီးမှပို့တာအခုဒီမှာတတိယကကြတော့နောက်ပေါင်း9ပုံသေးပဲတဲ့နော်8ခါပေါ့နော်နောက်ပေါင်း9တွေကပုံသေးသွားတာနောက်ပေါင်း9တွေကဘာလို့ပုံသေးသွားလဲဆိုခုနကတော့ဒီမှာကွာပေါင်းချင်း4တွေကြောင့်4ပါဝါ6လို့ယူလို့ရတယ်နော်ဒီကွာပေါင်းချင်း4တွေခံထားတဲ့အတွက်4ရဲ့ပါဝါနောက်ပေါင်း9တွေထောက်ပြီးကမှနော်နောက်ပေါင်း9တွေထောက်ပြီးမှသူကပို့လို့ရတယ်နော်အဲနောက်ပေါင်း9ရဲ့အောက်မှာ3ညခါသူ့လောင်းမှာပို့နောက်ပေါင်း9ရဲ့အောက်မှာ6ခါသူ့နောက်ပေါင်း9ရဲ့အောက်မှာ8ခါနော်3ညခါ6ခါ8ခါစီနီယာလာတာနောက်ပေါင်း9တွေကပုံသေးလာတာနော်အဲ့မှာဒီမှာပို့မှာ3ထိပ်တွေနဲ့ပဲပို့တယ်နော်အဲ့သူပို့ဖို့အတွက်ကိုသူကဒီမှာ9ထိပ်တွေထောက်ထားသေးတယ်သူက9ထိပ်ကနေပြီးတော့တစ်ပင်နှစ်ပင်နော်ဒီမှာလည်းပဲ9ထိပ်ထောက်ပြီးကမှတစ်နှစ်ကျော်ဇောင်းသွားတာဒီမှာလည်း9ထိပ်ထောက်ပြီးကမှတစ်နှစ်ကျော်ဇောင်းသွားတာနော်အဲ့ဒီ9ထိပ်ထောက်ပြီးမှပို့တာဒီ9ထိပ်ထောက်ပြီးမှပို့တာအပြင်ကိုမှသူကနော်သူ့အပေါ်မှာသူ့အပေါ်မှာဆို3ညပါဝါ9ထိပ်လို့ထောက်ပြီးကမှသူ့အောက်6ပွဲမြောက်1 2 3 4 5 6ပွဲမြောက်ကိုပို့တာနော်ဒီ
ဒီဒုတိယကပို့တော့မဆိုရင်လည်းအဲ့လိုပဲ3ညပါဝါတဲ့နော်3ညပါဝါ9ထိပ်ထောက်နော်ထောက်ပြီးကမှသူ့အောက်1 2 3 4 5 6ပွဲမြောက်ကိုပို့တာနော်အခုတတိယကမှလည်းသူအဲ့တိုင်းပဲနော်တတိယကမှလည်းဒီမှာ3ညပါဝါ9ထိပ်ထောက်ပြီးကမှသူ့အောက်1 2 3 4 5 6ပွဲမြောက်ကိုပို့မှာနော်3ခွန်2နော်3ခွန်2အားအဲ့တော့သူကဒီက9ထိပ်ကလည်းထောက်ထားမယ်နော်ဒီကနေ9ထိပ်ကလည်းထောက်ထားမယ်ဒီပေါ်မှာ9ထိပ်ကလည်းထောက်ထားတယ်နော်စုံမှတ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်3ထိပ်နဲ့ပို့ကြိုက်တယ်နော်3နှစ်ခွန်အားပေါ့နော်3နှစ်ခွန်အားကို3ထိပ်နဲ့ပို့ကြိုက်တယ်နော်3ထိပ်နဲ့ပို့ထိုးပေါ့နော်အဲ့တော့3နှစ်ခွန်အားကို3ထိပ်နဲ့ပို့ထိုးနော်ဟုတ်ကဲ့အားလုံးပဲနော်ကိုယ်လည်းဒီလောက်ပဲဗျာနော်ကံကောင်းကြပါလိမ့်ဗျာ